Israel တိုက်လေယာဉ်အစင်း90ကျော်ဟာတီဟီရန်မြို့လယ်ကအီရန်ဒီပတိခါမီနီအသုံးပြုခဲ့တဲ့လျှို့ဝှက်မြေအောက်ဘန်ကာကိုပုံကျဲဖျက်ဆီးခဲ့ပါတယ်။တီဟီရန်မြို့ကန်တွေကတော့ပြီးခဲ့တဲ့ညဟာစစ်ပွဲစတင်ပြီးနောက်ပိုင်းစွာဆုံးကြောက်စရာအကောင်းဆုံးညဖြစ်တယ်လို့ပြောနေကြပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးပိတ်ခတ်ဆတ်ကတော့အီရန်ပေါ်ကြောက်ရောက်မဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာအခုထပ်ပိုပြီးတော့ပြင်းထန်လာတော့မှဖြစ်ပြီးအီရန်ခေါင်းဆောင်တွေဟာလုံးဝပြီးဆုံးသွားပြီလို့သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။သမ္မတထရန့်ကလည်းအီရန်ရဲ့အုပ်ချုပ်သူအသစ်ကိုရွေးချယ်တဲ့နေရာမှာအမေရိကန်ကမဖြစ်မနေပါဝင်ရမယ်လို့ဆိုထားပါတယ်။စစ်မီးဟာအိန္ဒိယနိုင်ငံတွေကိုလည်းတဟုန်ထိုးကူးစက်နေပါတယ်။အီရန်ဘက်ကလာတဲ့ drone တွေဟာအဇာဘိုင်ဂျန်နိုင်ငံကနာကီချီဗန်လေဆိပ်ကိုကြားရောက်ပောက်ကွဲခဲ့လို့လူ2ဦးဒဏ်ရာရခဲ့တယ်လို့အီရန်နိုင်ငံမြောက်ပိုင်းကအမေရိကန်ပိုင် HKN Energy ရေနံတွင်လည်းတိုက်ခိုက်ခံရတာကြောင့်ထုတ်လုပ်မှုတွေရပ်ဆိုင်းလိုက်ရပါတယ်။ RFO ဘာများပြည်အောင်စု UAE ရဲ့မြို့တော်အဘူဒါဘီမှာလည်းအီရန် drone တွေကိုကြားပြစ်ပစ်ချကနေကျလာတဲ့အစအနတွေကြောင့်ပါကစ္စတန်နဲ့နီပေါနိုင်ငံသား6ဦးဒဏ်ရာရခဲ့ပါတယ်။ကာတာနိုင်ငံဒူဟာမြို့မှာလည်းဒုံးကျည်တိုက်ခိုက်မှုတွေရှိနေတာကြောင့်လေကြောင်းရင်ကာကွယ်ရေးစနစ်တွေနဲ့ခုခံနေရတယ်လို့သိရပါတယ်။လက်ရှိမှာအီရန်သမ္မတမာဆူပီဇက်ကီယန်ကတော့တချို့နိုင်ငံတွေဟာစစ်ပွဲရပ်တန့်မှုအတွက်ဂျောင်းဝင်စစ်ဆက်ပြီးတာတွေစတင်နေပြီလို့ပြောဆိုလာပါတယ်။ဒါပေမဲ့မြေပြင်မှာတော့လက်ဘနွန်မှာလူ3သိန်းကျော်နဲ့အီရန်မှာလူ3သိန်းကျော်နေရဆုံးခွာထွက်ပြေးနေရပြီးလူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးကြီးနဲ့ရင်ဆိုင်နေရပါတယ်။အီရန်နိုင်ငံလုံးမှာလည်းအင်တာနက်လိုင်းတွေ6ရက်ဆက်တိုက်လုံးဝပြတ်တောက်နေပါတယ်။နေတိုးအတွင်းမှုချုပ်မက်ခရူတီကတော့အီရန်ဟာဥရောပအတွက်ပါချင်းချောက်မှုဖြစ်လာနေပြီလို့သတိပေးထားပါတယ်။ကမ္ဘာကြီးကြောင်းပို့ဆောင်ရေးကုမ္ပဏီဖြစ်တဲ့ Maersk ကလည်းရှေ့လယ်ပိုင်းခီးစဉ်တွေကိုရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။